ပြီးတော့သူတို့ရဲ့အဲ့ mission vision တွေကိုလည်းပြေဝအောင်လို့သူတို့ဘယ်လိုလှုပ်ဆောင်ခဲ့လဲပေါ့နော်အဲ့ဒါတွေကိုလည်းဒီ GM အမကရှင်းပြရတယ်ပေါ့နော် အမရဲ့နာမည်နဲ့အလုပ်ကိုင်လေးတစ်ချက်လောက်မိတ်ဆက်ပေးပါအောင်ရှင် မင်္ဂလာပါညီမကျတော့ဒေါက်တာပိုးတီနိုင်လို့ခေါ်ပါတယ်အခုတော့ပေါ့နော်ဒီ hospital health care နဲ့ health service management ရဲ့ဒီ master candidate ပေါ့နော် ဒီ visit လေးမှာအမတို့ဘာလေးလာခွင့်ရခဲ့လဲရှင် ဒီပန်းလိုင် hospital ရဲ့ပေါ့နော်အဓိကကြားရတဲ့ဒီ 4 pillar system တွေတည်ရတယ်သူတို့ရဲ့အဓိက management system တွေပေါ့နော် management infrastructure တွေတည်ရတယ်ပြီးတော့သူတို့ဒီစထောင်ခဲ့တဲ့နှစ်ကနေစပြီးတော့လို mission နဲ့ vision တွေပေါ့နော်အဲ့လိုမျိုး future plan တွေရှိရပေါ့နော်အဲ့ဒါလေးတည်ရတယ်ပြီးတော့သူတို့ရဲ့အဲ့ mission vision တွေကိုလည်းပြေဝအောင်လို့သူတို့ဘယ်လိုလှုပ်ဆောင်ခဲ့လဲပေါ့နော်အဲ့ဒါတွေကိုလည်းဒီ GM အမကရှင်းပြရတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်အဲ့ဒါလေးသိရပါတယ် ဒီစတင်ငန်းရဲ့ theory တွေအပြင်ပေါ့နော်ဒီလို visit လေးကိုလာရတဲ့အခါမှာအမလက်ရှိလုပ်နေတဲ့အလုပ်ကိုင်နေရောဘယ်လိုဆက်ဆက်မှုလေးရှိလဲရှင် အဓိကကတော့ပေါ့နော်ဒီ theory တွေအပြင်မှာလာပြီးလေ့လာရတယ်ဆိုတော့ကြတော့ဒီအဓိကသူတို့ရဲ့အပြင်စင်လေးတွေရှိရပေါ့နော်ပြီးတော့သူတို့ရဲ့ဒီ infrastructure မှာဆိုလို့ရှိရင်အခန်းလေးတွေပေါ့နော်အဲ့ဒါလေးကိုအမတို့လိုက်ပြရတဲ့အတွက်ကြောင့်မလို့ကိုကအဓိကအပြင်မှာလက်တွေ့ကြည့်ရတာပေါ့နော်အဲ့လိုမျိုးလေးရှိရအခုလက်ရှိအလုပ်ကကြတော့ clinic ဖြစ်တယ်ပေါ့နော်အမအနေနဲ့ clinic ကနေပြီးတော့မှဒီလို hospital နဲ့ဘာတွေကွာလဲပေါ့နော်ပြီး corporation တစ်ခုဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဒီ corporation မှာကြတော့ဘာတွေပုံများသွားတာလဲပြီး staff တွေပုံများသွားတဲ့အတွက်ကြောင့်မလို့ဒီလို career development program လေးလုပ်တယ်ဆိုတော့သိရတယ်ပေါ့နော်အဲ့လိုအပိုင်းမှာကြတော့အမားတို့ကအဲ့လို clinic အသေးနဲ့အကြီးနဲ့ဒီ hospital ဘိုင်းနဲ့ကွာသွားတာပေါ့နော်ဒီအမားတို့လိုမျိုးကိုပိုင်းလုပ်ငန်းပေါ့နော် polyclinic လေးတွေဖွင့်နေ hospital အသေးလေးတွေစပြီးဖွင့်ချင်တယ်ဒါမှမဟုတ်လေဒီလိုဆေးရုံဘိုင်းတွေမှာပေါ့နော်management ဘိုင်းမှာဝင်ချင်တဲ့သူတွေအတွက်ဆိုရင်တော့အများကြီးတွေ့ကြုံရှိပါတယ်ဟုတ် ကျေးဇူးပါရှင် ကျေးဇူးပါဟုတ်